င်္ဂလာပါမိတ်ဆွေတို့ဒီနေ့မိတ်ဆွေတို့အတွက်350ပွဲတစ်ပွဲရွေးတင်မိမှာဖြစ်ပါတယ်ဆိုတော့သုံးသက်ချက်ကိုကျွန်တော်တို့ခုပဲစလိုက်ကြရအောင်ဒီည350ထိုးပွဲဖြစ်ဒေါမွန်စတုကတ်ပွဲကိုရွေးချယ်ပေးကြပါတယ်ဒီညမှာဒေါမွန်ကစတုကတ်ကို160ဆိုပြီးတော့ဈေးကြောပေးထားတာကိုတွေ့ရတယ်ဒေါမွန်အနေနဲ့ဒီရာဒီ indicate flow ရဆိုရင်ဒေါမွန်ကအသင်းကောင်းတင်းဖြစ်ပါတယ်သူ့အနေနဲ့ပြီးခဲ့တဲ့ပွဲမှာ1-1ကြည်ကြခဲ့တယ်အဲ့ဒီရဲ့အရင်ပွဲမှာလည်းသူချုံးပြီးတော့ကြည်ကြခဲ့တယ်ဆိုတော့ကောင်းတဲ့အသင်းတွေကဒါမျိုးရှုံးပြီးတယ်ပြန်နိုင်ဆိုတဲ့ formula အရဆိုရင်ဒီညဒေါမွန်ကအသင်းကောင်းတင်းဖြစ်ပါတယ်ဒါကြောင့်မလို့ဒီညအတွက်350ထိုးပွဲဖြစ်ဒေါမွန်ကိုကျွန်တော်အနေနဲ့ရွေးချယ်ပေးချင်ပါတယ်ဒေါမွန်အနေနဲ့စတုကတ်ကို2-1ဒါမှမဟုတ်3-1ရလက်တွေနဲ့အနိုင်ယူသွားမယ်လို့ယူဆတယ်။ဒါကြောင့်မလို့ဒီညဒေါမွန်တပွဲတဲကို350ထိုးပွဲဖြစ်မိတ်ဆွေတို့ကိုရွေးချယ်ပေးလိုက်ပါတယ်။အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ။ကျွန်တော်ရဲ့ Telegram Channel ကိုလည်း join လုပ်ရပါတယ်မိတ်ဆွေတို့။